Ma aje Ponido Miesi Paretato Miesi ne Mamien Ade O Ti Jiao Wa San Mi Adima Ludago Andare Pisi Dade a Jiangchen Ya Lekana Tukugu Magondo Be Magondo Yam Magondo Dan Magondo Andare Shiga No Be Thousand Shenlen Piede A South a Own San Wine San Mi San Tamana Tamwata Tima Tamu Nana Lu Kore Pianyado Ana Desanado Kama Wasane Dine Mi Boma Shine Indwe a South a Own Dwe Alo Ponido San Shemawa Dudia a Jay Yaude a Kajado Dima Nede Bogudwe Alo Begin Yankin Andare Gembo Ya Anandara Yika Lu Kore Andare Genkama Wasa Tesu Tapido Yopa Dade Sebi Thousand Shenle Mava We Madi We know Dani Digane Ani Kansone Niyama Tata Teja Awu Hu the Boko Mathomene Tebido Tangagu Me Bido Pandi Hu the Boko the Bido Thoma Me Pia Namo Tata Bhagavado Arahado Tama Sambuddhasa Nadu Me Bhante Tango Yata Tangina Dima Tamada Tamana Tamwasa Egupodeta Yadi Tamgata Pada Kanlang Tango Tam Diman Tamuhaniya Tamana Tamwasan Egupodetang Eva Nyadi Nadu Me Bhante Tango Yata Tangina Dima Tamada Tamana Tamwasa Egupodeta Tango Tam Diman Tamuhanadi Tamana Tamwasa Egupodetang Yata Yatamado Kapmadi Edeta Dimaya Tamana Tamwasaya Egupodetaya Tamogado Thodo Nasa Yata Net Kapmadi Thobadiya Tamuhada Tatima Tangina Tamana Tamwasa Egupodeta Kapmadi Tangata Dadamadoni Ewa Metan Dharayami Thadu 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 Eri Kamuara Tamana Tamwasa Tuda Tamana Adudu Tamwasa Netanyade Niyama Yarana Thumane Nede Ludari Nede Niyama Luda Achinjenda Netan Queen Shidi Ludago Yamume Andare Bumeha Manamia Akong Thousand Shenlen Piede Kama Wazalu Naleva Didaka Pame Kamwajado Pinya Cheka Tutema Dayai Pari Iman Arama Lu Sangaromiaga Yu Pat Tare Se Lai Arama to the Palidi Magadari Arama to the Myanmalu Waino Wino Parawono
ခြံတို့ပေါ့နောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါသတ္တနံဗုဒ္ဓနာသတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကသတ္တနံခုနှစ်စုတဲ့ဝိပတိသိခိဝေဒဗုကာကုသံခောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွယ်ကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကမ္မဝဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖေဟာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်တယ်နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှားပြီးတော့အောင်လန်းနီးတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေနေအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲ့လင်းလွှာကြိုတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနှမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလဲပါဣမသမိန်အာရာမေဣမသမိန်ခေဟေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်ညထားပြီးတော့ရွတ်ဖတ်တရစေပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျိအန္တရေကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရစေပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံခေဟံတတ္တနံဗုဒ္ဓနာအနန္တရာယိကဇီဝိတာနံသဗ္ဗဝေရဇိတာနံသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရိယဣမသမိန်အာရာမေဣမသမိန်ခေဟေ
ဝတ္တတံဘယဝိနာသာယဘပရိသယဝိနောဒနာယဖာတုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာပိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိတံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေဂေဟေဝတ္တတံဘယဝိနာသာယသဗ္ဗပရိသယဝိနောဒနာယဖာတုဝိဟာရာယယတာယတမတောခတ်မတိဣမသာအာရမသာဣမသာဂေဟသာသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကသာပရိတသာဒါနသာလေနသာပရာယနသာကရဏံသောတုံနှသာယတာနေခတ်မတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခတ်မတိသံဃတတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနှင့်တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမေဆက်ရွတ်ဖတ်တရစေနာကြားကြရအောင်သမန္တာသက္ကဝါလီသူအတ္တရာကိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏတုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတောယေခာနေဝဒသင်တိဘိသနံယမိစေဝနုယုံသံတော်ရတ္တိတိဝမဒန္တိတော်သုခံသုပတိသုတ်တော်သပပံကိဉ္စီနပသတိဧဝမာတိဂုဏုပေတံပရိတံတံပနာမဟေကာရဏီယမထာကုသလေနာယန္တတန္တံပဒံအဘိသမေဇာသေကောဥဇုဇာသူဇုဇာသူဝသောသတမုဒုနာတိမာနီတန္တုတကောဇာသူဘရောဇာအပကိသောဇာတန္လဟုကဝုတ်တိတန္တိန္ဒရိယောဇာနိပကောဇာအပကဘောကုလေသောနာနုဂိတောနာဇာခုတ်ဓမ္မာသတိကိဉ္စီယေနဝိညုပရိဥပဝတိယုံသုခိနောဝါခေမိနောဟွန်တုသဗ္ဗတတ္တဘုံတုသုခိတတ္တာ
ယေကေစိပါဏာဗုဒ္ဓတိတတဝါထာဝရဝနဝသေတာဒီဃဝါယေဝမဟန္တာမေသိမာရတ္တကအနုကထူလာဒိဋ္ဌာဝါယေဝအာဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဗုဒ္ဓဝါသံဘဝေသေဝသဗ္ဗသတ္တဘွန်တုသုခိတတ္တာနာပရောပရဏိဂုဗ္ဗေထနာတိမေညေထကတ္တသိနာဂိဉ္စီဗျာရောသနာပတိကသေညာနေညာမေညာသဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေသုမာနတံဘာဝယေအပရိမာဏံဩမေတေဇာသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဩဒံအထောဇာတိရိယံသအတံဘာရံအဝေရမသဗ္ဗတံတေထံသရဏိသိဏောဝါတယာနောယာဝတ္တသဝိဒမိတောဧတံတတေအဒိဋ္ဌိယာဗျမမေတံဝိဟာရမေတ္တမဟုဒိဋ္ဌိသအနုပကမ္မသီလဝဒတ္တနေနသံပန္နောကာမေသူဝိနိယဂေတံနာဟိဇာဒုက္ခပသေယပုနာရေတိဗုဒ္ဓံတံဗောဓိသံပါရိနိဗ္ဗာတံဝုဒ္ဓဇာတိယံယသတိစေနာဒါဝေတိမဟာသတ္တံဝိဝေဇယိထေရရတသာရိဗုဒ္ဓသာလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေအဋ္ဌိလောကေသီလဂုဏောသစ္ဆံသောစေယနုဒ္ဒယတေနာသစ္စေနာကာဟာမိသစ္စာကိရိယမနုဿရံအာဝိဇတဝဓမ္မဗလံသရိတဝပုပ္ပကေစီနေသစ္စာဗလာမောတာယသစ္စာကိရိယမကသဟံသန္တိပခာအပတနာသန္တိပါဒာအဝိဇ္ဇနာမာတာပိဓာသနေခန္ဓာဇာတဝေဒပတိကမသာဟသစ္စေကတိမေရှမ္မာပိစလိတောသိခိဝိဇေတိသောလသဂရိသာနိဥဒကံပတ္တဝါယထာသိခိသစ္စေနာမေသမောနာတိဧတာမေသစ္စာပါရမီဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာသရဏသမ္ပန္နောသုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက္ခာတောဘဂဝတာဓမ္မောသန္ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆဒံဝေဒိတာဘောဝိညူဟိသောပတိပန္နောဘဂဝတောသာဝကသံဃောဥဇုပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစိတ်ပฏิပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာဧဝံဗုဒ္ဓံသတ္တံဓမ္မံသံဃေသဘိက္ခဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိတတိယန္တုန်နိမိတံဝမင်္ဂလင်္စယောသမနာဘောသကုဏသသတ္တောပပေကဟောဒုက္ခုပိနာအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုန်နိမိတံဝမင်္ဂလင်္စ
ယောသမနာဘောသကုဏသသာတောပါပေကဟောဒုတ်သူပိနာအကန္တံဓမ္မာနုဘာဝေနဝိနာသမေတုယံဒုန်နိမိတ်တံဝမင်္ဂလင်္သယောသမနာဘောသကုဏသသာတောပါပေကဟောဒုတ်သူပိနာအကန္တံသံဃာနုဘာဝေနဝိနာသမေတုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနာသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနာသတ္တသုခိဘဝန္တုတေဂௌတရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရကင်းလူသူပရိသတ်တစုတို့အားသဗ္ဗရာနေယောညမအခါခသိဘဝတုတဏိတခြားအကျိုးများဖို့တိုးပွားဖြစ်ထွန်းပါစေသဗ္ဗဒေဝတာအလုံးစုံအရာယနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဓိဝါနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာဘုံမဆုယုတ်ခသုအာကာသသုသတ္တုလောကပါလာတရားဗျမ္မာများစွာသောနတ်ဗျမ္မာအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်တရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗရာနေယောညင်မအခါခသိရက္ခန္တုကောင်းစွာမသွေဆောင်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနာ၄သင်္ချေနဲ့ကဘာတသိ၈သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိန်းပြည်ထာလုံလကြီးစွာဒါနာပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလအမြအားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာဓိကသတ္တာဓိကဝရိယာဓိကအမိယပြေလျင်ခင်္ဃသဲလုံးနှင့်အမြပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့၏တကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနာအလုံးစုံသောမတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယတာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိဋကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်8400ကျမ်းကုန်အောင်တို့ဤတကုတေဇောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနာမဲ့၌တည်သောပုဂ္ဂိုလ်4ပါးထို၌တည်သောပုဂ္ဂိုလ်4ပါးဤ8ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောဂလံဧကသာဝကမဟာသာဝကအတိတိ8ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့ဤတကုတေဇောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းပ
ဝါသဗ္ဗသံဃာနုဘဝေနာလေးစိပေသလာသိက္ခာကာမသေလဝန္တာကုဏဝန္တာပညာဝန္တာဂရုဂါရဝဖြစ်တော်မူကြကုန်သောအရိယာနွယ်ဝဲသမှုတိထေအရှင်တို့ဤတကုရှိန်စောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုတ္တဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိန်သာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိသတိဗယာသ25ပါးသောဘေတို့သည်၎င်းသောလတဥပဒဝါစာ16ပါးသောဥပဒဝါတို့သည်၎င်းပင်စဝေဒီသ5ပါးသောယံတို့သည်၎င်းတသဒန္တာသ10ပါးသောဒံတို့သည်၎င်းအထဒေါသသ8ပါးသောအပြစ်တို့သည်၎င်းနာနာဘယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်းဝိနာသံပြောက်ပြည့်ခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်းလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတိုအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြည်ငယ်အလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဆူကြုံအလတ်3ရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတိအကျဉ်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပူရန္တိဖြစ်ကျင့်ကြကုန်၏သောဒေဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘယ်အခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိ
သုပ္ပပတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာတန်ရှင်ကောင်းသောအိယာမှထရခြင်းပေတိသူခဏောကျုံလာဆိုင်ရခဏတိုင်းမှာအကောင်းကြည်သာတိသူမူဟုတ်တော်သမူဟုတ်တိုင်းမှာအကောင်းကြည်သာတိယသမိန်ဒီဝတိအကျင့်သူစရိုက်ကျင်ညာနေအခါ၌ဗျံမစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ရိဋ္ဌံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူရိဋ္ဌံအပြည့်ကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထို့ကြောင့်ကာယကမ္မံထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်ဝါစာကမ္မံထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်မနောကမ္မံထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာသည်တေတုံမေထိုသင်တို့သည်အထလတ္ထရအပ်သောကောင်းကျိုးရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သဗ္ဗေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါသေးကုန်သတ္တိယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမ္မဆက်လည်းရွတ်ဖတ်တရဆက်ပြီးပြီ။အိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေသုတ်သင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သဒ္ဓတရားနဲ့အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တကားများရဲ့ဧရိယာကကျဉ်းကျဉ်းလေးပါအကုန်လုံးဘေးကင်းတယ်ရန်ကင်းတယ်အန္တရာယ်ကင်းတယ်လို့နားလည်ပါဘေးရန်ကင်းရင်ကတော့
ဒီတိုင်းနေလို့ကတော့မကင်းတတ်ဘူးတခုခုလေးတော့ဆောင်းထားရဘုန်းကြီးတို့ကျောင်းသားတွေဘဝတုန်းကကြပန့်ခေတ်မှာစက်တင်နတ်တွေဘုံနေတဲ့မှာပြေးလွှားနေရတာနော်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ပါးတည်းရလေရင်များနေလာပြီးအထက်ကဝဲကုန်ပြီဆိုရင်အရဟံ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 နဲ့အမြဲတမ်းရွတ်နေရတာကိုယ့်ရှိပဲမြင်နေတာပါပဲပြေးကြလွှားကြစက်တင်နတ်ဒီမှန်ဘုံနေတခါတည်းချလိုက်လို့ဒါကြတဲ့မြေရှာဘုံနေချလိုက်လို့လူတွေထိခိုက်သွားနေတာဆိုတာလဲကိုယ့်ရှိပဲမြင်နေရတာပါပဲအဲ့ဒီလိုဘေးတွေရန်နေအန္တရာယ်တွေကနေပြီးတော့လွတ်လာတာအခုဘုန်းကြီးတို့အသက်90ကျော်ပြီအဲ့ဒါတော့ခမည်းတော်လည်းအမှတ်တမဲ့မနေကြနဲ့စောစောကခမည်းတော်ကြားလိုက်တယ်မဟုတ်ဘူးလားခမည်းတော်သီလစောင့်တည်တော့ကလည်းဒီနမောတသပါတယ်သံဃာတော်တွေပရိတ်ရွတ်တော့လည်းဒီနမောတသကပါနေတယ်သံဃာတော်တွေကမ္မဝါဖတ်တော့ရောဒီနမောတသကပါနေဒါခမည်းတော်လိုက်ရမှာအမတ်တမဲ့နေရမှာမဟုတ်ဘူးခုခမည်းတော်အမတ်တမဲ့နေကြတာနော်ဒါလိုက်ရဒီနမောတသဟာနေရမြင်တိုင်းမှာပါနေတယ်ဧကန္နဒါတခုခုပဲလို့စဉ်းစားရအဲ့ဒီနမောတသဆိုတဲ့ထဲမှာဂုဏ်တော်ကြီး၃ပါးပါတယ်အရဟတောဆိုတာအရဟံဆိုတဲ့ပုဂ္ဂဆင်းလာတယ်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဘဂဝါဂုဏ်တော်တွေ့ရလား၃ပါးပါတယ်အပိုက်က၅ပိုက်နမောတသဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသကလေးတွေလည်းဖယားရှိခိုးနိုင်အောင်တူတူကျင့်ကျင့်လေးပေါ့ကျဲကျဲဆိုတော့လေဘုန်းကြီးတို့ဆောင်ရွက်နိုင်ကြမှာဆောင်ရွက်နိုင်မှာဘဂဝတောဘဂဝါဂုဏ်ရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုဏ်ရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသသမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမူ၍ဖယားတပည့်တော်ရှိခိုးကြောပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ဘုန်းကြီးတို့ပြိဿအဲ့တော့ဣတိပိသောဘဂဝါလို့ဆိုရဲ့ဘဂဝါကစရလိမ့်မယ်သောဘဂဝါဣတိပိဆိုရင်ကတော့ဘုန်းကြီးတို့အရဟံကစရနော်ဘုန်းကြီးတို့ဆရာမင်းကွန်တိပိဋကဆရာတော်ကြီးကတော့သောဘဂဝါဣတိပိအရဟံလို့အဲ့ဒီလိုပฏิစိတ်တာသဘာဝကြတယ်တဲ့အဲ့ဒါကြောင့်အရဟတောဆိုတာကအရဟံဆိုတဲ့ပုဂ္ဂလာတာအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားစိတ်ွယ်ရာ၌မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားလူမင်းနတ်မင်းဗျမမင်းနှင့်တကဝလူနတ်ဗျမတတ္တဝါအလုံးတို့ဤပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေသောမြတ်စွာဘုရားဒီအဓိပ္ပာယ်ရှိတယ်အရဟတောဆိုတဲ့ပုဂ္ဂအဲ့ဒီမှာကြည့်လေကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကိလေသာဆိုတာစိတ်ဆိုးစိတ်ညစ်တွေပေါ့လောဘဒေါသမောဟကာမကိလေသာနိဝရဏဗျာပါဒဝိပါကအိတ်သာမစ္စရိယဒိဋ္ဌိအဝိဇ္ဇာဆိုတဲ့စိတ်ဆိုးစိတ်ညစ်တွေအကုန်ကင်းနေတယ်တဲ့နောက်စိတ်ွယ်ရာအရ၌
မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ခမည်းတော်နှလုံးသားတွေကိုရောက်နေရင်ခမည်းတော်လည်းဘသူကမှစိတ်ွယ်ရာအရာမှလည်းကြံစီလို့မရဘူးမစိတ်ွယ်တဲ့အရာမှလည်းကြံစီလို့မရဘူးလို့နားလည်ထားအဲ့ဒါအရဟတောပုဂ္ဂသမ္မာသမ္ဗုဒ္ဓသာသိစရာအလုံးတို့ကိုအမှန်အတိုင်းကိုယ်တော်တိုင်းသိတော်မူသောမြတ်စွာဘုရားဒါကသမ္မာသမ္ဗုဒ္ဓပုဂ္ဂနောက်ဘဂဝတောဖုံးတော်ကြည်တော်မူသောမြတ်စွာဘုရားသို့မဟုတ်ဘဂဝတောဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားခမည်းတော်ကရွတ်လိုက်တော့ဘဂဝတောလို့ပဲရွတ်လိုက်တာအဲ့ဒီဘဂဝတောဆိုတဲ့ထဲမှာဖုံး6ပါးပါသွားတယ်ဣသရိယဘုံတော်ဓမ္မဘုံတော်ယသဘုံတော်သိရိဘုံတော်ကမ္မဘုံတော်ပယတဘုံတော်အဲ့ဒီလိုဘဂဝါလို့ရွတ်လိုက်ရင်အဲ့ဒီဖုံး6ပါးအလိုလိုပါသွားတယ်လို့မှတ်ထားနံပါတ်1ဣသရိယဘုံတော်မိမိစိတ်ကိုရောတလောကလုံးကိုပါအစိုးရတော်မူသောမြတ်စွာဘုရားနံပါတ်2ဓမ္မဘုံတော်မဲ့ဉာဏ်ဖို့ဉာဏ်နိဗ္ဗာန်တရားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား3ယသဘုံတော်မြားပြားသောအချမ်းအယံပြန့်နှံ့သောအကျိုးအစောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား4သိရိဘုံတော်အတုမရှိသောကျက်တရေတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား5ကမ္မဘုံတော်အလိုဆန္ဒတောင့်တမှုမှန်သမျှခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရားပယတဘုံတော်အတုမရှိသောလုံလဝရိယနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနံပါတ်6ကအဲ့ဒါကြောင့်ဂုံဘဂဝါပွားများပါပြိုင်လာမတုချေဆိုတာဂုံဘဂဝါကိုဘဂဝါဂုံကိုပွားနေရင်ခမည်းတော်လောကမှာပြိုင်ဘက်တုဘက်တောင်မရှိဘူးတဲ့အဲ့ဒါကြောင့်နမောတသကိုဒီနေ့ကစပြီးတော့အိယာဝင်တော့မယ်ဆိုရင်ရှည်ရှည်ဝေးဝေးအချိန်မပေးနိုင်ရင်နမောတသကိုပြီးပြီးသသသုံးခေါက်ရွတ်ပြီးတော့ရှစ်ခိုးအိပ်ပါခမည်းတော်နတ်တရားစောင့်ရှောက်ပါလိမ့်မယ်နော်သူတို့ကလည်းအမတန်ကြည်ညိုတာဒီနမောတသနဲ့ရှစ်ခိုးတာနော်ဂုဏ်တော်ကြီး3ပါးပါတယ်အရဟံဂုံကစခြင်းရဲ့အရဟတောအရဟံကစခြင်းရဲ့ဘဂဝတောကစခြင်းရဲ့လေဘဂဝတောဘဂဝါဂုံရှင်ဖြစ်တော်မူထသောအရဟတောအရဟံဂုံရှင်ဖြစ်တော်မူထသောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူထသောတသဘဂဝတောထိုမြတ်စွာဘုရားအားနမောယောသိမြတ်နိုးလက်စုံမိုး၍ရှိခိုးကြောပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်ကလေးတွေရောလူကြီးတွေရောပေါ့အားလုံးအဲ့ဒီလိုရွတ်ဖတ်တရဆဲနေမယ်ဆိုရင်ကတော့ဘေးကင်းမှုရန်ကင်းမှုအန္တရာယ်ကင်းမှုအသက်ရှည်ဖို့လှုပ်ထားကိုင်းတာတွေအားလုံးအစင်ချောဖို့အစင်ပြေဖို့ပြီးပြည့်စုံပြီလို့နားလည်ပြီးတော့ယနေ့ခမည်းတော်လှူတတ်တဲ့ကုသိုလ်ရေဆက်ချပြီး32ပုံသားတွေမျှဝေးပေးကြရအောင်ရေဆက်ခွက်ကိုကညာ
အဲ့ဒီနမောတတကြကြရွတ်ပါများရင်ခမည်းတော်နှလုံးသားတဲ့အဲ့ဒီဗုဒ္ဓဓာတ်ဓမ္မဓာတ်ဘောဓိဓာတ်အရိယာဓာတ်ရောက်သွားပြီဆိုတော့ခမည်းတော်ကိုဘယ်လိုလုပ်လို့မှမရဘူးဆိုတာနားလည်ထားပါ